Underground Show မှာတစ်ထွက်ဆောင်နဲ့ဖျော်ဖြေခဲ့တဲ့ rapper 3ဦးနံပါတ်1ချစ်လွန်စောကတော့မန်တေက rapper မင်းသားနဲ့ညှိပြီး social media ပေါ်မှာပွဲဖြစ်သွားတဲ့အထိကြေးထသွားခဲ့ပါတယ်သူတို့နှစ်ယောက်ကြားမှာဘယ်ကနေဘလို့စာညှိခဲ့လဲမသိရပေမဲ့ပွဲမဖြစ်ခင်မှာတော့မင်းသားဘက်က Facebook ပေါ်မှာတရော်တဲ့ပို့တင်ခဲ့ပါတယ်ဒါပေမဲ့ချစ်လွန်စောဘက်ကတော့ interview တစ်ခုမှာမိမွေတဲ့သူရှိလို့လောင်အောင်ဆုလိုက်ရတာပါဆိုပြီးဖြေကြားခဲ့ပါတယ်စိတ်ဝင်စားဖို့ကောင်းတာကသူတို့နှစ်ယောက်ဟာအရင်တော့ကအရင်ခင်ကြတဲ့တငယ်ချင်းတွေဖြစ်ကြပြီး freestyle ပွဲတွေမှာလည်းအတူတူပြန်ခဲ့ကြပါတယ်မင်းသားတို့ပြောလိုက်တာနဲ့ချစ်လွန်စောပါတွဲမိရတဲ့အထိသူတို့နှစ်ယောက်ကြားမှာခင်မင်မှုအတိုင်းအတာတစ်ခုတည်းရှိခဲ့ပါတယ်ဒါပေမဲ့ချစ်လွန်စောကတော့ကြောင်ပြီးသွားတဲ့အခါမှာ red day ဆက်မဆိုဖြစ်တော့ပဲတင်မောသားအလုံးနဲ့တင်မောလာကြီး red locker နဲ့နေ့အနေငယ်ပြတ်တော့သွားခဲ့ပါတယ်ဒါပေမဲ့သူရဲ့ rush ကတော့မပြောက်ခွဲသွားခဲ့ပါဘူးစိတ်ဝင်စားဖို့ကောင်းတာကချစ်လွန်စောဟာအရင်လေးကသူ့ဟာနဲ့သူအနေထားတစ်ခုရှိပြီးသူ့ကိုအားပေးတဲ့ပရိသတ်ကလည်းရှိပြီးသားပါအဲ့ဒါကြောင့်မို့လို့အခုလိုဒီထွက်ချင်းပြန်ထွက်လာတော့သူ့ရဲ့ပရိသတ်တွေအတွက် surprise ဖြစ်သွားခဲ့ပြီးသူ့ကိုမသိသေးတဲ့သူတွေပါသူ့ကိုတိလာကြပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဒီထွက်ချင်းကရေးတဲ့ကြမ်းပြီးပေါင်းဖြစ်နေလို့ပဲဖြစ်ပါတယ်ဒီထွက်ချင်းနဲ့ပရိသတ်ရှိကိုပြန်ရောက်လာတဲ့ချစ်လွန်စောဟာအနာကောင်ရှူဘတ်တစ်ခုမှာသူ့ရဲ့ဒီထွက်ဆောင်နဲ့ဖျော်ဖြေခဲ့ပါတယ်နံပါတ်2 HGL ကတော့အနာကောင်ကနေတက်လာတဲ့ rapper တယောက်ဖြစ်ပြီးသူဟာမိုင်ထိုင်အိနော်တချင်းမှာလေတစီတို့နဲ့အတူတဒန်းနဲ့တက်လာတဲ့ rapper တယောက်လည်းဖြစ်ပါတယ်သူရဲ့ rap စာသားတွေကရမ်းပြီးမဲ့လူငယ်ဆက်ဆံတုံးလို့ထားတာကြောင့် rap တချင်းကြိုက်တဲ့လူငယ်တွေရဲ့အတိမတ်ပြုခြင်းကိုခံခဲ့ရပါတယ်ဒါပေမဲ့ HGL ဟာမကြသေးခင်ကပဲသူထက်စီနီယာကြတဲ့ rapper မိုးထက်ဘုတ်ပလက်ရဲ့တစ်တာကိုခံလိုက်ရပါတယ်အရင်တော့ကသူတို့နှစ်ယောက်ဟာတချင်းတွေတူတူဆိုခဲ့ကြပြီးကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိခဲ့ပါတယ်ဒါပေမဲ့ဘာကြောင့်တစ်တာလဲဆိုတာကိုအကြောင်းရင်းအတိအကျမသိရပေမဲ့ rapper မိုးထက်ရဲ့တစ်ဆောင်ကိုနားထောင်ကြည့်ရတဲ့လောက်တော့ HGL ဟာနောက်ွယ်မှာတွေ့ရမကောင်းကြောင်းတွေကိုအတင်းပြောနေတယ်လို့ဆိုတာကိုတွေ့ရပါတယ်အဲ့ဒါကို HGL ဘက်ကစနစ်ဆိုတဲ့ကြည်ထွက်တဲ့ချင်းနဲ့ response ပြန်လုပ်ခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့ကြည်ထွက်တဲ့ချင်းဟာ social media ပေါ်မှာကြေးထသွားခဲ့ပါတယ်အခုနောက်ပိုင်းကြည်ထွက်တဲ့ချင်းတွေဟာယူယူအချစ်တဲ့ချင်းတွေထက်ပိုပြီးပေါင်းနေတာကိုတွေ့ရပါတယ်အဲ့ဒါကြောင့်မို့လို့မကြသေးခင်ကပဲ HGL ဟာ underground show တစ်ခုမှာသူ့ရဲ့ပရိသတ်တွေကိုစနစ်ဆိုတဲ့ကြည်ထွက်တဲ့ချင်းနဲ့ဖျော်ဖြေသွားခဲ့ပါတယ်